ဒီကားလေးကကျွန်တော်ဒါ hobby game ပေါ့နော် hobby game ကနေမှထုတ်ထားတဲ့ဟာလေး mini clover လေးပေါ့ဒီကိုဒါထုတ်ထားတာတော့2016လို့ပြောတာပဲဒါဆိုရင်ကျွန်တော်ဈေးကွက်ထဲမှာ10နှစ်လောက်တော့ရှိသွားပြီဒါပတ်စံရှိရင်တော့မှရှိတိုင်းဝယ်လို့မရဘူးဒါ mini clover လေးဒါ color လောက်ချင်တဲ့ညီကိုတွေပါလေဆိုရင်တော့တင်တော်ပေါ့နော်တော့ဆိုတော့ဒါကျွန်တော်ဒါရန်ကုန်အကိုစီကနေမှဒါလေးကြိုက်လို့ဟိုကချစ်လို့ဆိုပြီးတော့ဟောင်းလေးပြောင်းဝယ်ထားတာဆိုတော့မောင်းလာကျန်းပြီးတော့ရှေ့ကပင်ရင်သွားလေးလက်သွားတယ်ထင်တာပဲအဲ့တော့ဒါကိုကျွန်တော်တို့ဒါဖြုတ်ကြည့်ကြမယ်ပေါ့နော်ဖြုတ်ကြည့်မယ်ဖြုတ်လို့ရရင်လည်းရပေါ့မရရင်လည်းဖြတ်တာပေါ့သူကဘာကိုကြိုက်လဲဆိုတော့ဒီမှာအိတ်ဆယ်ဒီဘာမှတော့မပါဘူးအရှိမာကဂီယာဘောက်တစ်လုံးနဲ့နောက်ကဂီယာဘောက်တစ်လုံးနဲ့ပြီးတော့ဒီမှာကမော်တာတစ်လုံးဒီမှာမော်တာတစ်လုံးမော်တာနှလုံးနဲ့လာတယ်ပေါ့နော်ပြီးတော့ဒီမှာကစာဘုတ်ဒီမှာတစ်လုံးဒီမှာစာဘုတ်တစ်လုံးဒါစာဘုတ်နှလုံးနဲ့လာတာဗျာဟိုကကျန်းစာမီနီကလော်ပါလေးပင်ကူလေးကြာโอเคဒီပြတ်တဲ့ဟာလေးကိုကျွန်တော်တို့ဒါဒီဖြုတ်ကြည့်ကြဒီကိုလေး